မင်္ဂလာပါရှင်ဒီနေ့ကတော့ကျမရဲ့စပွဲကိုလေးပြပေးပါမယ်နောက်နေ့ဆိုရင်လည်းဒီရဲ့ channel မှာ handmade video တွေတင်ပေးပါမယ် like နဲ့ follow လေးလုပ်ခဲ့ကြပါအောင်ရှင်ဒါလေးကတော့အန်ဆွဲလေးထဲမှာစတစ်ကာလေးတွေထည့်ထားတာပါဒါလေးကတော့ကပီဘာရာ cookie squishy လေးပဲဖြစ်ပါတယ်ဒါလေးကတော့ဘာလဲတော့မသိဘူးပေါ့နော်ချစ်စရာကောင်းလို့လုပ်ကြည့်ထားတာပါအရင်လည်းချစ်စရာကောင်းပါတယ်ညလို့လည်းအရင်ကောင်းပါတယ်ရှင်ဒါလေးကတော့oneတို့ keychain squishy လေးပဲဖြစ်ပါတယ်အရင်လည်းညလို့ကောင်းပါတယ် keychain အနေနဲ့လို့အိတ်ဒီမှာလည်းချိန်လို့ရပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ် bye bye